ယောက်ျားကိုအရန်လွမ်းလာလို့ယောက်ျားကိုအလွမ်းဖြေတဲ့အနေနဲ့ဒီနေ့ကျမတို့ကိုရီးယားစားတောက်ဆိုင်မှာသက်စားဖြစ်တဲ့ကျမတို့သက်စားတဲ့ဆိုင်လေးကတော့မင်္ဂလာတောင်ညွန့်မှာရှိပြီးတော့အထက်က1ကျောင်းရှိမှာရှိတယ်ကျမတို့ဗီဒီယိုတစ်ခုရဲ့ comment မှာဟာလာဆိုင်လေးစားပြပါဆိုလို့ဒီမှာကိုရီးယားအစားအစာလေးရတဲ့ဟာလာဆိုင်လေးကိုကျမပြမယ်ကျမယောက်ျားကိုဘလောက်လွမ်းလဲမလွမ်းလဲဆိုတာဟင်းပွဲအရေးတော့ကြည့်ရင်သိနိုင်တယ်နော်ဒါပထမဆုံးစမှာတဲ့ကင်ချီစတူးလေးအရသာတော့လုံးဝထိမိကွေပဲနော်ကျမတို့မြန်မာပါဇက်တွေနဲ့ကတော့လုံးဝကိုတကယ်ကိုထိမိကွေကိုရီးယားအစားအစာတွေကိုမြန်မာအရသာနဲ့ပြန်ပြီးတော့ပြုပြင်ပြောင်းလဲချက်ထားတာဖြစ်တဲ့အတွက်အရန်ကိုစားလို့ကောင်းတယ်ကိုရီးယားအရသာစစ်စစ်စားကျင်နေဆိုရင်တော့ကိုရီးယားနိုင်ငံမှာသွားစားပေါ့နော်ဒါကြတော့ကိုရီးယားစက်သားကြော်လေးအပြင်အသားလေးကကျွတ်လေးနဲ့လေးတော်တော်လေးစားလို့ကောင်းတာဒီဆိုင်ကကင်ချီလေးကတော့မဆိုးတော်တော်လေးစားလို့ကောင်းတယ်ဒါလေးကတော့ပဲခောက်ဆွဲကျမဟိုးအရင်တော့ဗီဒီယိုတစ်ခုမှာပြောဖို့တယ်ကျမမြန်မာမှာပဲခောက်ဆွဲစားလဲစားချာတူးလန်နေရဆိုအဲ့ဒီကကျမပဲခောက်ဆွဲမစားတော့တာဒီဆိုင်လေးရောက်လဲရောက်ကောပဲခောက်ဆွဲလေးမှားစားကြည့်တာမဆိုးအဆင်ပြေတယ်ကောင်းတယ်ဒါကြတော့ကိုရီးယားထမင်းတုံအစားများတဲ့လူဆိုရင်ကွာဒီထမင်းတုံတပွဲနဲ့တွေဘိုက်ဝရတယ်ပိုးရှင်းရလေအရန်ကိုများတော့အဆင်ပြေတယ်ဒါလေးကကြက်ဆက်လက်လေးပါဟာလာဆိုင်ဖြစ်တဲ့အတွက်တော့ဝတ်သားတော့မရအောင်တော့အမဲသားတို့ကြက်သားတို့ပင်လယ်စာတို့တော့အစုံအလင်ကိုရတယ်ကျမယောက်ျားကျမဘလောက်လန်းလဲဆိုတာဟင်းပွဲတွေအများကြီးမှာပြီးတော့မှအလန်းဖြေရရင်တော့ဒီလိုအလန်းဖြေမျိုးကိုတိတ်မကြိုက်ဘူးပတ်စံကုန်တယ်လေသိလားဒါကြောင့်မလို့ရှင်တို့တွေကျမကိုလေ comment မှာလေယောက်ျားကိုမလွမ်းဘူးလားတတိမရဘူးလားမမေးနဲ့ရှင်တို့တွေမေးအားကြီးလုံးကျမကလွမ်းပြီးတော့တတိရတော့ဒီလိုမျိုးတွေသွားစားတော့ပတ်စံကုန်ဒါပေမဲ့တော်သေးတာပေါ့ကွာဒီဆိုင်မှာကကိုပေးရတဲ့ဈေးနဲ့ပြန်ရတဲ့အရသာကအဆင်ပြေပြီးတော့ကောင်းတော့တန်တယ်ပြောရမယ်ဒီမှာလေးပိုင်ရှင်ကအစဝန်ထမ်းဆုံးသဘောလဲအရန်ကောင်းတယ်ဒါဆိုင်လိပ်စာလေးနော်